အေးချမ်းတဲ့ဆောင်းဥယျာဉ်တီလေးရောက်ပြီဆိုလို့ရှိရင်ကျင်းဟိုင်းမြို့မှာရှိတဲ့ပန်းချံလေးတစ်ခုကိုပြောပြပေးမယ်ဒီပန်းချံလေးကတော့အလှပန်းလို့ခေါ်ထားတဲ့ဒေါ်မိုင်ငံပန်းချံလေးပါနော်ဒီနေရာလေးကကျင်းဟိုင်းနဲ့တိတ်မဝေးတာမို့လို့ဧည့်သည်တွေကလည်းအများကြီးလာရောက်လက်ပတ်ကြတယ်ဒီနေရာလေးမှာလေတစ်ပင်နဲ့လည်းအများကြီးဟုံးမှလည်းတောင်တန်းလေးတွေတွေ့ရတယ်ရေးထားတဲ့စာလေးကရလင်းချမ်းနဲ့တို့ကိုမမေးနဲ့တဲ့အယုတ်လေးတွေအကုန်လုံးကလည်းချစ်စရာကောင်းနေလိုက်တာပိုးကောင်ပန်းအိမ်ထဲကိုဝင်မယ်တချို့ကတော့လေဒီနေရာကိုပိုးကောင်ပန်းချံလို့လဲခေါ်တယ်ဒါလေးကတော့အဝင်ပေါက်လာလိုက်တာတိခွပန်းအစစ်နဲ့ကိုလှုပ်ထားတာအလိုတကယ်အမခံပဲလာလိုက်တာสวยมากเลยအရန်ကိုလှပတဲ့ပိုးကောင်အိမ်ပန်းယုံကလေးကိုအဝေးရောက်မိတ်ဆွေတငယ်ချင်းများမြင်အောင်ဝေမျှပေးတာပါနော်ဒီပန်းချံလေးမှာနောက်ထပ်နေရာလေးတွေလည်းထပ်ရှိသေးတာမို့လို့နောက်ထပ်ဗီဒီယိုကလစ်မှာထပ်ပြီးတော့ဝေမျှပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်